ဒီလိုမီနူတွေကိုချက်ထပ်ပေးကြမလို့ပဲနဲ့တော့ဝါကြီးစားလို့ရမယ်ဆိုရင်ရောဟယ်လိုဘိုးပါဘိုးတို့ဒီနေ့အားလုံးကြိုက်ကြတဲ့ Lucky Moo ဟောပေါ်နဲ့မူတာပူပေးဆိုင်ရောက်နေတာပါဘူဘေးလာပါမေးတရားလို့ဆိုတော့တာကွာလာမေးအော်တကယ်တောင်းကလေးပေါ့မဆိုတော့ကလေးကျတော့အရင်ကလေးကပါမြို့ပါ60 cm အောင်ဖြစ်ရှယ်ဟုတ်လားအဲ့ဒီတော့ဆိုတော့တရားချောင်းဆိုတော့9000အဲ့ဆိုမော်ရတိုက်ရမြော်လားမော်တမီးလိုက်အောင်ဆိုအော်ဒီ Lucky Moo မှာဆိုလို့ရှိရင်ဒီလိုရေချိုပစိုးတို့တွေလည်းရှိရယ်ပြီးတော့အော်ဒီရေပွဲကိုလည်းတို့ကတစ်ခါစားဖို့လွယ်အောင်ဆိုပြီးတော့ဒီလိုတုံးလေးတွေလိထားပေးတာကိုတွေ့ရတယ်ပြီးတော့ထူးခြားနေတယ်ဆိုလို့ရှိရင်ဒီမှာခယူဝက်တောက်လည်းရှိရယ်ပြီးတော့နာနာရီခယူလည်းထားပေးရပေါ့နော်ဒီနေ့ကတော့တော်တော်စုံတယ်ကိုပြောရမှာပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်အသားတွေအနေနဲ့ဝက်သားချစ်သားမဲသားနဲ့ပြီးတော့ချစ်မဲနဲ့သားလောက်တွေရှိရပေါ့နော်ပြီးတော့ဝက်သားဆိုလို့ရှိရင်လည်းပဲသူကဝက်သားကိုအချူဆက်ရှိရယ်ပြီးတော့ဝက်ဆလက်ဆိုလို့ရှိရင်ပဲဝက်ဆလက်ကစားလို့ရအောင်ဆိုပြီးတော့သူတို့ဝက်တုတ်ထက်သားကိုမှတုံကြီးကြီးထားပေးတာကိုတွေ့ရပါတော့ပြီးတော့သူကဝက်ကုတ်သားကလေးလည်းရှိရတဲ့ကြောင့်မလို့ကိုယ့်ကိုစိတ်ကြိုက်ယူပြီးတော့စားလို့ရပါတယ်ပြီးတော့သူတို့စီမှာဆိုလို့ရှိရင်ပြီးတော့ဒီအသီးရွက်ကိုဆိုလို့ရှိရင်လည်းပဲဒီလိုစိတ်ကြိုက်ပေါ့နော်ရှားတဲ့အသီးရွက်တွေလည်းရှိမယ်ပြီးတော့ဒီလိုလူကြိုက်များတဲ့အသီးရွက်တွေလည်းပေါ့နော်အသီးရွက်ကောက်တာအပြည့်ကိုခင်းထားပေးပါတယ်ကိုအမြဲစားနေကြချက်ပို့ပြီးတော့ထူးခြားတာကြတော့ဒီအချိုပွဲကောက်တာပါအချိုပွဲကောက်တာမှာဆိုလို့ရှိရင်ဒီကိန်းမုတ်မျိုးစုံနဲ့ဒီကိုလာကိုလည်းပဲ free flow လုပ်ဆောင်လို့ရပါတယ်ရှင် Lucky Moo မှာနာမည်ကြီးဆိုတော့ဒီ jelly မုတ်ချိုပါဒီ jelly မုတ်ချိုကလည်းပဲလူကြိုက်များတဲ့မုတ်ချိုထဲမှာပါပေါ့လေပြီးတော့အချိုပွဲအနေနဲ့ကြတော့လည်းပဲဒီလိုအေးတွေလည်းအများကြီးထားပေးတယ်ပြီးတော့ရေကမ်းမုတ်ကိုလည်း free flow ထားပေးရတဲ့ကြောင့်မလို့ကလေးလူကြီးမျိုးအကြိုက်တွေ့နေမှာပါရှင်ပြီးတော့ဒီ Lucky Moo မှာအခုသူတို့အသက်လုထားတဲ့အထဲမှာပေါ့လေတို့အကြိုက်ဆုံးချက်ကကြတော့ဒီအထားကောက်တာပါဒီအထားကောက်တာမှာဆိုလို့ရှိရင်တော့ကိုစားချင်တဲ့ပင်လယ်စားတွေရွေးပြီးတော့ကိုလာထားစားလို့လည်းရတယ်ပြီးတော့နောက်မှလည်းဆိုင်ရညီမလေးတွေကိုထားခိုင်းလို့လည်းရပါတယ်အချက်ကကြတော့တော်တော်လေးကိုသဘောကျတာပေါ့နော်ကိုကတော့အခုပိုးစားချင်တဲ့ပင်လယ်စားထားကိုထားပြီးတော့စားမှာပါပြီးတော့ဒီ Lucky Moo ဘူပေးဆိုင်မှာဆိုလို့ရှိရင်ထူးခြားတဲ့အချက်ကကြတော့ဒီ side dish counter ပါ side dish counter မှာဆိုလို့ရှိရင်မီနူပေါင်း9မျိုးနီးပါးခင်းထားပေးရယ်ပြီးတော့ဒီ9မျိုးကလည်းပဲတင်းနေမျိုးမတူတဲ့အတွက်ကြောင့်မို့လို့ကိုရောက်တာနဲ့စက်ကြိုက်မီနူကိုရွေးချက်ပြီးတော့သုံးစားလို့ရပါတယ်ရှင်ခုဆိုလို့ရှိရင်ပိုးရွေးထားတဲ့မီနူတွေအများကြီးကိုတွားပြီးတော့စားပါမယ်အားလုံးပဲပိုးနဲ့တူလိုက်ခဲ့ကြပါဦးကဲခုဆိုလို့ရှိရင်ကိုကတော့ side dish တွေရောဒီမူကထရောဟောပေါ်ရောစားမယ်ဆိုတော့အများကြီးယူထားပါတယ်ခုဆိုလို့ရင်စပြီးတော့กินပါမယ်ခုဆိုလို့ရှိရင်ပိုးစားချင်တဲ့မူထားနဲ့ဟောပေါ်နဲ့ပြုတ်ထားတော့ဒီသူတို့စီမှာရတဲ့ဒီ side dish ကိုနည်းနည်းလေးစီယူလာတာပေါ့နော်အဲ့လေးမြည်ကြည့်လိုက်မယ်ပထမဆုံးဆိုတော့ဒီကဘိုးရဲ့ချစ်စာပေါ့လေနောက်တစ်ခုကကျတော့ဒီကိုလာနဲ့ချစ်သားကြော်ပါအဲ့လေကျတော့ကလေးတွေတော်တော်ကြိုက်ကြမယ်လို့ထင်တယ်ကိုရလာမြည်ကြည့်လိုက်မယ်ပြီးတော့ဒီမှာထားပေးထားတဲ့ side dish ထဲမှာချစ်ကြော်လုံးလည်းရှိတယ်ပြီးတော့ဝသားတို့ဘီယန်နယ်ကော်ပြတ်တို့ဇော်ဘွားကြတော့ပေါ့နော်ကိုကတော့အကလုံးစားချင်လို့နည်းနည်းချင်းချင်းလို့ယူလာတယ်ဒီကလေးရတာဘလို့ရှိလဲမြည်ကြည့်လိုက်မယ်ဒီကလေးပြီးတော့ဒီဝက်နာယိုကြော်လေးလည်းမြည်ကြည့်ပါမယ်ဒီဝက်နာယိုသူကမဆလာနဲ့နဲ့ကင်ထားဒီဆိုင်မှာဆိုလို့ရှိရင်ဒီ side dish တွေတမျိုးချင်းစီကိုပေါ့လေတေးသေးချာချာလေးစင်နာထည့်ပြီးတော့လုပ်ထားတာတွေ့ရတယ်အဲ့ဒါကြောင့်မလို့ဒီမူကထဆိုင်နဲ့ side dish စားရုံနဲ့တင်ဘိုက်ကတော့ပြီးတော့ပြီးချင်တယ်ဘိုက်ကတော့အញ្ញမ်းကောင်းတဲ့ side dish တွေလေဒီကျင်းမဲရလာနဲ့ဒီသူတို့စီရလိုက်ခင်မိုး sauce နဲ့လေတော်တော်လေးကိုလိုက်တာဒါကြတော့ဘိုးပြောင်းပူထောင်းနဲ့ပင်လယ်စာထောင်းကိုအရသာဘယ်လိုနေလဲဆိုတော့ဘို့တစ်ချက်တော့မြည်ကြည့်ရအောင်ဒါလေးကတော့ Lucky Moo ရဲ့ signature ယူရီယာမို့ချိုပဲဖြစ်ပါတယ်ခုဆိုလို့ရှိရင်တဝက်ဆော်လို့လည်းပြီးသွားပြီဆိုတော့ Lucky Moo မှာရှိတဲ့ promotion တစ်ခုကြောက်ပြပြပေးပါမယ်။ပထမတစ်ခုကကြတော့ကျောင်းသားကပ်ပါနဲ့ 10% promotion ရမှာပါ။ဒုတိယတစ်ခုအနေနဲ့ကကြတော့ဆယ်ရောက်လာနဲ့တယောက် free စောက်ခွဲရမယ် tip လောက် promotion လည်းရှိနေပါတယ်ရှင်။ဒီ promotion တစ်ခုဆိုတော့ကြတော့ February 22ကနေပြီးတော့ February 28ထိအကျုံးဝင်ပါတယ်ရှင်။
ပြီးတော့ lucky move ကနေပြီးတော့မွေးနေ့ရှင်တွေအတွက်အထူးစီစဉ်လေးတစ်ခုစီစဉ်ပေးထားပါတယ်ရှင်အဲ့ဒါကြတော့ဒီ lucky move မှာမွေးနေ့လာလို့မယ်ဆိုလို့ရှိရင်တော့မွေးနေ့ရှင်အားလုံးအတွက် 5% promotion ပါထပ်ဆောက်ပေးသွားပါဖြစ်ပါတယ်ရှင်တယောက်ကို2000ခွဲချက်တန်းနဲ့အချိန်နည်းနည်းရီခွဲတွေတော့ဝကျိတ်လို့ရတဲ့ lucky move ပေးဆိုင်ကိုလာရသုံးဆောင်ကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရှင်